ဒီနေ့ပိုင်းမှာတော့ကာကိုမဲဟာရေကန်တစ်ခုထဲမှာဘီကနီလေးဝတ်ပြီးအေးဆေးဆေးရွှေနေပါတယ်ဒါကိုတန်းကလေးမျိုးကတော့တစ်ပင်ပေါ်ကနေချောင်းကြည့်နေပေမဲ့အင်ဒိုနီးရှားကမြင့်မြင့်နာအပိုင်းစားတွေကိုပဲစိတ်ဝင်စားနေခဲ့ပါတယ်အဲ့ဒီချိန်မှာပဲအဖြောင်ရေးတစ်ခုဟာကြောက်တုံးလေးကြားကနေဖြည်းဖြည်းသွားတာကိုအင်ဒိုနီးရှားမြင်လိုက်ပြီးလောင်းကနေလိုက်ကြည့်တဲ့အခါမှာကာကိုမဲရဲ့အော်တန်ကိုကြားလိုက်ရပါတယ်အင်ဒိုနီးရှားကဘာလဲငါချောင်းကြည့်နေတာမဟုတ်ဘူးနော်လို့ပြောလိုက်ပေမဲ့ကာကိုမဲကတော့သူ့ရဲ့အဝတ်တွေကိုပြန်ဝေးဖို့တာပြောလိုက်ပါတယ်တကယ်တော့အင်ဒိုနီးရှားတွေ့လိုက်တဲ့အဖြောင်ရိတ်ကမြောက်ကလေးတစ်ကောင်ဖြစ်နေခဲ့ပြီးကာကိုမဲရဲ့အဝတ်တွေကိုခိုးပြီးထွက်ပြေးသွားခဲ့တာဖြစ်ပါတယ်ကာကိုမဲရဲ့အဝတ်တွေကိုခိုးသွားတဲ့မြောက်ကလေးကိုလူငယ်ဆာမူရိုင်းလေးကလွတ်လိုက်တာဖြစ်ပြီးစားစရာတစ်ခုခုရှာခန်းလိုက်တာဖြစ်ပါတယ်မြောက်ကလေးခိုးလာတဲ့အင်ကြီးထဲကနေဆာမူရိုင်းလေးကစားစရာတစ်ခုခုပါမလားဆိုပြီးတန်းကြည့်လိုက်တဲ့အခါမှာတော့ကာကိုမဲရဲ့မျက်မှန်ကြီးထွက်လာခဲ့ပါတယ်အဲ့ဒီအချိန်မှာပဲအင်ဒိုနီးရှားနဲ့ကာကိုမဲတို့ရောက်လာခဲ့ကြပြီးသူ့ရဲ့အင်ကြီးကိုပြန်ပေးဖို့ပြောနေခဲ့ပါတယ်ဆာမူရိုင်းလေးကလည်းဓာတ်နဲ့ပြန်ချင်နေတာမလို့အင်ဒိုနီးရှားကပဲတီးပေးလိုက်ပါတယ်အဲ့နောက်ဆာမူရိုင်းလေးကဗိုက်ဆာနေတာမလို့ကာကိုမဲကအလူကျော်ထုတ်ပြစ်ခဲ့ပြီးအင်ဒိုနီးရှားကိုလည်းတစ်ခုခုစားမလားဆိုပြီးမေးလိုက်ပါတယ်အင်ဒိုနီးရှားကနင်ဘာလို့ရေတွင်းထဲကနေပြန်လာတိုင်းလွယ်အိမ်နဲ့အပြည့်တဲတလာလာလဲလို့မေးလိုက်တဲ့အခါမှာတော့လဲဖို့အင်ကြီးတွေနဲ့အင်ဆိုင်လို့ဖို့စောက်တွေယူလာလာလို့ကာကိုမဲကပြန်ဖြေလိုက်ပါတယ်ဆာမူရိုင်းလေးကသူ့ကိုအလူကျော်ကျွေးလို့ကျေးဇူးတင်ပါတယ်လို့ပြောလိုက်ပြီးကာကိုမဲကတော့သူ့ကိုယ်သူမိတ်ဆက်လိုက်ပါတယ်ဆာမူရိုင်းလေးကလည်းသူ့မှာခြားကိစ္စလေးတွေရှိတာမလို့သူ့ရဲ့မျိုးနာမည်ကိုတော့ပြောပြလို့မရဘူးဆိုပြီးသူ့ကိုနိုဘူနာဂါလို့ခေါ်နိုင်တယ်လို့ပြောလိုက်ပါတယ်ကာကိုမဲကတော့နာမည်ကြားရတဲ့တင်အရန်မဲဆက်လို့ရှာသွားခဲ့ပြီးလက်စဲနှုတ်ဆက်တာတွေလက်မှတ်တောင်းတာတွေလုပ်နေခဲ့ပါတယ်အင်ဒိုနီးရှားကဘာလို့အရန်မဲဆက်လို့ရှာနေတာလဲလို့မေးလိုက်တဲ့အခါမှာတော့နာမည်ကြီးအိုဒါနိုဘူနာဂါလေးနေမသိဘူးလားဆိုပြီးကာကိုမဲကပြန်ပြောလိုက်ပါတယ်ဒါပေမဲ့တကယ်နိုဘူနာဂါကတော့ခဏခဏခလုတ်တိုက်ပြီးလက်တက်တဲ့အာမာရီနိုဘူနာဂါလို့ခေါ်တဲ့ခတ်တုံးတုံးဆောက်မှုလိုက်လေးမှန်သိရတဲ့အခါမှာတော့ကာကိုမဲတယောက်ကတော်တော်လေးစိတ်ပြတ်သွားရှာပါတယ်ရွာတရွာမှာတော့ရဲမက်တွေကမင်းကလေးရဲ့အားလုံးကိုရဲတိုက်တစ်ခုစီကိုခေါ်လာကြပါတယ်ရဲတိုက်ကိုဆင့်ခွန်ခံလိုက်ရတဲ့မင်းကလေးတွေဟာတယောက်မှရဲတိုက်ကနေပြောမလာနိုင်ဘူးဆိုတဲ့ကောလာဟာလာလေးရှိပါတယ်ရဲမက်တွေကမင်းကလေးတွေကိုခေါ်ထားတာကိုချုံတူလေးကနေနိုဘူနာဂါကစောင့်ကြည့်နေပြီးကြားထားတဲ့သတင်းတွေကအမှန်ပဲဆိုပြီးပြောနေခဲ့ပါတယ်နိုဘူနာဂါနဲ့အတူကာကိုမဲတို့ပါလိုက်လာခဲ့ပြီးအင်ဒိုနီးရှားကရတနာအပိုင်းစားတွေကိုလိုက်မရှာပဲဒီတောက်ဘောကောင်နဲ့ဘာလို့လိုက်လာလဲလို့ကာကိုမဲကိုအော်ပြောနေခဲ့ပါတယ်ရဲတိုက်တခင်ကြီးဆိုတဲ့သူဟာမိစ္ဆာဝင်မှုခံထားရတဲ့ဆိုတဲ့ကောလာဟာလာလေးထွက်နေတယ်လို့ရဲတော်တွေကြားမှာအချင်းချင်းတီးတွဲပြောနေကြပါတယ်ရဲတိုက်တစ်ခုမှာတော့တကူလုံးပတ်တီးအပြည့်စီထားတဲ့တခင်ကြီးဆိုသူကိုမင်းသမီးလေးစုယူကပြစ်စုပေးနေခဲ့ပြီးဂျွာရီကနေခေါ်လာတဲ့မင်းကလေးတွေကိုဘယ်မှာထားလိုက်လဲလို့မေးလိုက်တာကြောင့်ရဲတိုက်တခင်ကြီးကအရင်မှတော်တော်ထွက်လာခဲ့ပါတယ်ဒီကိစ္စကိုနေသိစရာမလိုဘူးလို့ပြောလိုက်ကထွက်လာခဲ့ပါတယ်မင်းသမီးလေးစုယူကတော့ဒီနေရာကအရင်မှကြောက်စရာကောင်းတာကြောင့်သူ့ရဲ့မျိုးရည်နေဖြစ်တဲ့ကိုင်နေမျိုးကိုပြန်ချင်နေခဲ့ပါတယ်ညရောက်တဲ့အခါမှာတော့အင်ဒိုနီးရှားတို့ဟာရဲတိုက်နားကိုရောက်လာခဲ့ကြပြီးမိစ္ဆာအငွေတက်တွေရနေတဲ့အတွက်ဒီနေရာကိုမိသားတကောင်အုပ်စိုးနေတာဖြစ်မယ်လို့အင်ဒိုနီးရှားကပြောလိုက်ပါတယ်ရဲတိုက်တွေကိုခိုးဝင်ဖို့ကာကူမဲကိုသူ့ရဲ့ကြောဘုတ်ကိုတတ်ဖို့အင်ဒိုနီးရှားကပြောလိုက်တာကြောင့်နိုဘူနာဂါကပါအင်ဒိုနီးရှားကြောဘုတ်ကိုတတ်နေပါတယ်ဒါကြောင့်ပဲနှစ်ကောင်သားစကားနဲ့ခဲ့ကြပြီးနောက်ဆုံးမှာတော့အင်ဒိုနီးရှားဟာနှစ်ယောက်လုံးကိုကြောဘုတ်တင်ပြီးရဲတိုက်တွေကိုခိုးဝင်လာကြပါတယ်ရဲတိုက်တွေကိုရောက်တော့အဆောက်နေအလုံးကမူးမနေကြတာကိုတွေ့လိုက်ရပြီးဒါဟာမိစ္ဆာရဲ့အစိမ့်ငွေကြောင့်အိမ်မွေးချတာခံရတာဆိုတာကိုတိုင်လီမျိုးကတတိပေးလိုက်ပါတယ်နိုဘူနာဂါကတော့မင်းသမီးလေးစုယူကိုအခန်းထဲမှာလက်ချနေခဲ့ပါတယ်နောက်ဆုံးမှာတော့အခန်းတစ်ခုထဲမှာအိပ်ပျော်နေတဲ့မင်းသမီးလေးစုယူကိုတွေ့လိုက်ရပြီးတန်ကလေးမျိုးကရဲ့အကူအညီနဲ့ပဲတတိယလောက်အောင်လုပ်လိုက်နိုင်ခဲ့ပါတယ်မင်းသမီးလေးနိုးလာတော့နိုဘူနာဂါကိုတွေ့လိုက်ရပြီးဒီကိုဘလို့ရောက်လာတာလဲလို့မေးလိုက်ပါတယ်နိုဘူနာဂါကသူ့လိုမျိုးလေးတယောက်ကိုမမိတ်ပေးလို့ကျေးဇူးတင်ပါတယ်လို့ပြောနေခဲ့ပြီးနှစ်ယောက်သားငယ်ဘွားရဲ့ရှေ့အောင်နှောင်းဖြစ်တွေကိုပြန်ပြောနေခဲ့ကြပါတယ်သူ့ရဲ့အမျိုးသားဟာခြံထဲမှာရှိတဲ့ရေကန်ထဲကိုပြောကြသွားခဲ့ပြီးတော့ပြောင်းလဲသွားခဲ့ပြီးထူးဆန်းဆန်းနေဖြစ်နေတာမလို့သူဘလို့လောက်ရမလဲမသိတော့အကြောင်းကိုပြောပြလာတာမလို့နိုဘူနာဂါကလည်းဒီအခြေအနေတွေကိုမင်းသမီးလေးရဲ့အဖေကလည်းတီးပြီးဖြစ်တာမလို့မွေးရမြဖြစ်တဲ့ကိုင်နေမျိုးကိုမင်းသမီးလေးကိုပြန်ခေါ်လာဖို့အတွက်သူ့ကိုလွတ်လိုက်တာလို့ပြောပြလိုက်ပါတယ်တကယ်လို့မင်းသမီးလေးအဖေကမလွတ်ရင်တော့သူကိုယ်တိုင်လာခေါ်မှာပဲဆိုပြီးပလီပလာတွေပြောနေရင်နှစ်ယောက်သားအကြည့်ချင်းစကားတွေပြောနေခဲ့ပါတယ်ထိုအချိန်မှာပဲခြေလောင်တဲ့ခြေတံတွေနဲ့အတူရဲလက်တခင်ကြီးဟာတဖြည်းဖြည်းချင်းရှောင်းလန်းလာခဲ့ပါပြီဒီလိုနဲ့ပဲအင်ဒိုနီးရှားနဲ့ထိတ်တွေ့ဆုံခဲ့ပြီးအင်ဒိုနီးရှားကသူ့ရဲ့လက်တွေနဲ့တိုက်ခိုက်လိုက်တာကြောင့်ပတ်တိတွေအလုံးကပြေးတော့ကသူ့ရဲ့ပုံစံအမှန်ဖြစ်တဲ့ဖားပုံစံကြီးပေါ်လာခဲ့ပါတယ်ဒါကိုမြင်တော့မင်းသမီးလေးစုယူကမေးလက်သွားခဲ့ပြီးအဲ့ဒီမိစ္ဆာကြီးဟာနှစ်300တန်းရှိပြီဖြစ်တဲ့ဖားမိစ္ဆာဖြစ်တာကြောင့်တတိထားဖို့တန်လီမျိုးကအင်ဒိုနီးရှားကိုတတိပေးလိုက်ပါတယ်ဖားမိစ္ဆာကြီးရဲ့ပခုံးထဲမှာတော့မြင်းမြတ်ရတနာအပိုင်းစားတစ်ခုကိုတွေ့ရတယ်လို့ကာကူမဲကပြောလိုက်ပြီးအင်ဒိုနီးရှားကတစ်ချက်တည်းနဲ့ခုတ်တက်ပြစ်မယ်လို့ပြောလိုက်ကတိုက်ခိုက်ဖို့လုပ်ပေမဲ့ဖားမိစ္ဆာကြီးကသူ့ပတ်သက်ထဲကနေအစိမ်းငွေတွေထုတ်လွှတ်လိုက်တာကြောင့်အင်ဒိုနီးရှားလည်းအငမ်းမိသွားခဲ့ပါတယ်ဖားမိတ်စာကြီးကနိုဘူနာဂါကိုတိုက်ခိုက်ပြီးမင်းသမီးလေးဆွေရွကိုဖမ်းခွန်သွားခဲ့တာမလို့နိုဘူနာဂါကမင်းသမီးလေးကိုကယ်ပေးဖို့အတွက်ကာကူမဲတို့ကိုပြောနေခဲ့ပါတယ်အင်ဒိုနီးရှားကလည်းအနောက်ကနေပြေးလက်သွားခဲ့ပေမဲ့ဖားမိတ်စာကြီးကမင်းသမီးလေးကိုဖားအုပ်ထဲကိုထည့်ထားလိုက်ပါပြီအမှန်တော့ဖားမိတ်စာကြီးကမြင်းမြတ်ရတနာရဲ့အစွမ်းကိုအသုံးချပြီးရဲတိုက်ကိုတဲမဲ့ထားတာဖြစ်ပြီးတော့အရွယ်မရောက်သေးတဲ့မိန်းကလေးတွေကိုဖားအုပ်ထဲမှာပိတ်ထားပြီးသူတို့ရဲ့ဝိညာဉ်တွေကိုစားသုံးနေတာဖြစ်တယ်လို့တန်ကလေးမျိုးကရှင်းပြလိုက်ပါတယ်ဒါကိုကြားလိုက်တော့နိုဘူနာဂါကစိတ်တူသွားပြီးဖားမိတ်စာကြီးကိုတိုက်ခိုက်ဖို့လုပ်နေပေမဲ့ဖားမိတ်စာကြီးကအစိမ်းငွေတွေနဲ့ထပ်ပြီးတိုက်ခိုက်တာမလို့အင်ဒိုနီးရှားကတိုက်ဆိုင်ကားကိုတုံးပြီးပြင်းပစ်လိုက်ပါတယ်အင်ဒိုနီးရှားရဲ့ဓာတ်ချက်ကြောင့်ဒဏ်ရာရသွားတဲ့ဖားမိတ်စာကြီးကသူ့ဖားအုပ်ထဲမှာထည့်ထားတဲ့မိန်းကလေးတွေရဲ့ဝိညာဉ်ကိုဆုပ်ယူလိုက်တာကြောင့်ဒဏ်ရာတွေကပြန်ပြီးတက်တာတော့ခဲ့ပါတယ်ပြီးတော့မင်းထက်ခုတ်လို့ဒဏ်ရာတွေထက်ရနေရင်ဖမ်းထားတဲ့မိန်းကလေးတွေဝိညာဉ်တွေကိုထပ်စားပစ်မှာပဲလို့ပြောနေတော့မှာပဲနိုဘူနာဂါကတော့ဖားအုပ်ကိုခွဲပြီးမင်းသမီးလေးစုရွကိုကယ်ထုတ်နေခဲ့ပါပြီမင်းသမီးလေးလည်းပြန်လည်တတိယလာခဲ့ပြီးနိုဘူနာဂါကိုဖတ်ထားလိုက်တာကြောင့်ငနေလေးကလည်းတေးရင်တော့နောင်နောက်ရစရာမရှိဘူးလို့ပြောကာပြန်ဖတ်ထားလိုက်ပါတယ်ဖားမိတ်စာကြီးကနိုဘူနာဂါနဲ့မင်းသမီးလေးကိုတိုက်ခိုက်ဖို့လုပ်နေတော့မှာပဲအင်ဒိုနီးရှားကဖားမိတ်စာကြီးရဲ့ခေါင်းကိုထဆိုင်ကနဲ့ပိတ်တီးပေးလိုက်ပါတယ်ဖာ
မိတ်စာကြီးကတတိမိသွားခဲ့ပြီးသူဝင်ပူးထားတဲ့မူလခန္ဓာကိုယ်ရဲ့ပိုင်ရှင်ဖြစ်တဲ့ရဲတိုက်တဲ့ခင်ကြီးကပြန်လည်တတိယလာခဲ့ပါတယ်သူတတိယလာတော့ကြောက်စရာကောင်းတဲ့လုံရက်တွေကိုလုံးမလေးလာကြောင်းဖားမိတ်စာကြီးပြန်ပြင်းသွားခင်သူ့ကိုတက်ပြစ်ဖို့ငိုယိုပြီးတောင်းဆိုနေခဲ့ပါတယ်အင်နွေရှာကလည်းတက်ပြစ်ဖို့လုပ်ပင်မဲ့နိုဘူးနာဂကတကယ်တခင်ကြီးအစ်စ်ကဖားမိတ်စာရဲ့ကိုယ်ထဲမှာအသက်ရှင်နေသေးတာကြောင့်မတက်ပြစ်ဖို့တားလိုက်ပါတယ်နိုဘူးနာဂကအခုချိန်မှာငါ့ကိုလောင်ရဲလို့ရတယ်ရေးလို့ရတယ်သူရဲ့ခန္ဓာကိုယ်ထဲမှာတခင်ကြီးအစ်စ်ရဲ့နှလုံးသားခုန်နေသေးတယ်သူကဖားမိတ်စာအစ်စ်ဖြစ်သွားရင်တော့မင်းကိုတောက်ခွင့်မပြုနိုင်ဘူးဆိုပြီးပြန်ပြောလိုက်တာကြောင့်အင်နွေရှာကလည်းထပ်ဆိုင်ကကိုတင်းလိုက်ပြီးစကားနဲ့ပဲအေးဆေးဖြစ်ချင်းကြဖို့ပြန်ပြောလိုက်ပါတယ်အဲ့ဒီချိန်မှာပဲရဲတိုက်တခင်ကြီးကဖားမိတ်စာပြန်ဖြစ်သွားခဲ့ပြီးတက်ညပေးလို့ကျေးဇူးပါကွာလို့ပြောလိုက်ကနိုဘူးနာဂကိုဖားရှာကြီးနဲ့ထိုးလိုက်ပါတယ်နိုဘူးနာဂကမင်းသမီးလေးကိုခေါ်ပြီးထွက်ပြေးဖို့ကာကူမဲကိုပြောလိုက်တာကြောင့်မင်းသမီးလေးနဲ့အတူကာကူမဲတို့ထွက်ပြေးသွားခဲ့ကြပါတယ်ဖားမိတ်စာကြီးကလည်းကာကူမဲတို့အနောက်ကိုလှည့်သွားခဲ့ပြီးတောက်ပင်းကောင်မင်းအခုနားလဲပြီးမလားလို့အင်နွေရှာကနိုဘူးနာဂကိုပြောလိုက်ပါတယ်နိုဘူးနာဂကတော့သူ့ကိုမတက်ပြစ်ဖို့ပဲအင်နွေရှာကိုထပ်ပြောနေခဲ့ပါတယ်ထွက်ပြေးနေတဲ့ကာကူမဲတို့ကဘယ်လိုလုပ်ရမလဲဆိုပြီးရေရွနေတာကြောင့်မိစ္ဆာဆိုတာကိုဖယ်ကြည့်လိုက်ရင်သူကဖားတဲ့ကောင်ပဲဖားတွေကအပူကိုကြောက်တယ်ဒါကြောင့်ယူနေဘူးနဲ့ပတ်လိုက်လို့တန်ကလီမြို့ကကာကူမဲကိုအကြံပေးလိုက်ပါတယ်ကာကူမဲတို့လည်းဆက်ပြေးနေပေမဲ့ဖားမိစ္ဆာကြီးကတော့တဖြည်းဖြည်းနဲ့မိလာခဲ့ပါပြီမင်းသမီးလေးစုရွကိုမရှိဘူးလားလို့ကာကူမဲကမင်းနေခဲ့ပြီးအဲ့ဒီအချိန်မှာပဲနိုဘူးနာဂရဲ့မြောက်ကလေးကစီမီကွက်တစ်ခုကိုကာကူမဲစီယူလာခဲ့ပါတယ်ဖားမိစ္ဆာရဲ့တိုက်ခိုက်မှုကြောင့်ကာကူမဲတို့ကလဲသွားခဲ့ပြီးအဲ့ဒီနောက်အင်နွေရှာရောက်လာကသူ့ကိုချိုးချိုးတတာပြောလို့မရဘူးငါသူ့ကိုတက်ပြစ်တော့မယ်လို့အင်နွေရှာကပြောလိုက်ပါတယ်အင်နွေရှာရဲ့စကားကြောင့်ကာကူမဲကလည်းသူ့ရဲ့ hair spray ဘူးကိုတတိယသွားခဲ့ပြီး hair spray နဲ့စီမီကွက်ကိုအသုံးပြုကဖားမိတ်စာကြီးကိုမိရှို့လိုက်ပါတယ်ဒါကြောင့်ပဲရဲတိုက်တဲ့ခင်ကြီးရဲ့ကိုယ်ထဲကနေဖားမိတ်စာကထွက်လာခဲ့ကအင်နွေရှာကပဲထိုက်ဆိုင်ကနေအဆုံးတက်လိုက်နိုင်ပြီးရတနာပိုင်းစာတစ်ခုကိုပါရလိုက်ပါတယ်အဲ့ဒီနောက်နူမူနာကလည်းရောက်လာခဲ့ပြီးတခင်ကြီးကိုမတည်စေပဲဖားမိတ်စာကိုအနာယူနိုင်လိုက်လို့ကျေးဇူးတင်ပါတယ်လို့အင်နွေရှာကိုပြောနေခဲ့ပါတယ်မင်းသမီးလေးဆေးယူကလည်းသူ့ရဲ့အမျိုးသားကိုကာကွယ်ပေးလို့ကျေးဇူးတင်ပါတယ်လို့နူမူနာကကိုပြန်ပြောနေခဲ့ပါတယ်ဒီလိုနဲ့ပဲဖားမိတ်စာကဖမ်းထားတဲ့မင်းကလေးတွေနဲ့ရဲလက်တခင်ကြီးတို့အားလုံးဟာဘေးကင်းနဲ့ပဲလွတ်မြောက်လာခဲ့ပါတယ်။တိပင်ကြီးရဲ့အောက်မှာတော့နိုဘူးနာကအင်နွေရှာနဲ့ကာကူမဲတို့ရှိနေကြပြီးနိုဘူးနာကပြနေစမ်းမှာလို့ကာကူမဲကပြောနေခဲ့ပါတယ်။ဒီတောက်ပင်းကောင်ကသူအသက်ခံရမှလို့ဖြစ်ခဲ့တာတော့သူ့ရဲ့အချစ်ပြိုင်မြတ်ဖြစ်တဲ့ရဲလက်တခင်ကြီးကိုကဲခိုင်းသေးတယ်။ဒါပေမဲ့လည်းမင်းရဲ့လုပ်ရကြောင့်အသက်တွေအများကြီးကိုကဲလဲနိုင်တာမလို့မစိုးပါဘူးကွာလို့ပြောလိုက်ပါတယ်။တခါတလေကြောက်လည်းအချစ်ဆိုတာပိုင်ဆိုင်ရမှမဟုတ်ပါဘူး။ကိုချီရရဲ့တွေပြောချင်နေတာကိုမြင်ရဖို့အတွက်ကိုယ့်ရဲ့ခံစားချက်ကိုမြွသိထားပြီးပြုံးမျိုးလေးနဲ့နှုတ်ဆက်နိုင်ခဲ့တဲ့နိုဘူးနာဂဟာတကယ်ကိုလေးစားစရာကောင်းတဲ့အချစ်ချုံတော်မလေးဖြစ်ပါတယ်။မင်းသမီးလေးစုရုပ်ပေါ်မှာထားတဲ့နိုဘူးနာဂရဲ့အချစ်ကအညိုးသေးတွေမရှိသလိုအလိုလောဘလည်းမပါခဲ့ပါဘူး။သူရဲကောင်းတယောက်လိုတိုက်ပွဲတွေမှာမအောင်မြင်ခဲ့ရင်တော့မှချစ်ရတဲ့သူပျော်ရွှင်မှုကိုဦးစားပေးခဲ့တဲ့သူ့ရဲ့ရုပ်သမှုကတော့ဒီအပိုင်းလေးရဲ့အလားဆုံးနှစ်သာရပဲဖြစ်ပါတယ်။ခုလိုအနေနဲ့အခုလို Indonesia Recap ကိုကြိုက်နေတဲ့ဆိုရင်ကျွန်တော်ရဲ့ channel လေးကို like subscribe follow လေးလုပ်ပြီးအားပေးခဲ့ကြဖို့တောင်းဆိုလိုပါတယ်အခုလိုပေးတဲ့ like တစ်ချက်ကကျွန်တော်တို့အားစီးတစ်ခွက်ဖြစ်တာကြောင့် subscribe ခလုတ်လေးနှိပ်ပေးခဲ့ကြဖို့တောင်းဆိုလိုပါတယ်နောက်ပိုင်းမှာပြန်တွေ့ကြပါမယ်